လေတော်တော်ကူပဲတဲ့ခါတိုင်းကျတော့ခေါင်းလျှော့ရည်ဘူး1000နံကိုဈေးကြီးလို့250တန်းကိုပဲသုံးနေသူပေါ့တည်ရမှာခုကြတော့အော်ကိုယ့်အနေကိုပြန်ပြီးတော့စိတ်ချရမယ်တည်အဲ့လိုအကောင်းနေသည်ကြိုက်တက်လာတာကိုပြောတာပတ်စံရှိခင်တော့250တန်းခေါင်းလျှော့ရည်ပဲပတ်စံလေးရှိလိုက်9000တန်းခေါင်းလျှော့ရည်ဖြစ်သွားတယ်ချားဟာဒီပါကိုက်ကတ်ထားပြီလား hello thank you ပါဟာလိုက်ဒီလိုက်ကခေါင်းလဲစားတယ်အယောင်လဲရွေးအောင် Ruby လက်ဆွရှိရအမေပေးရမင်းယူမဲ့သူပေးပထမအားဆိုဈေးကြီးရခုဆိုပေးလိုက်ပါငါတော့ပေးလိုက်ပါဆာမမတောင်းတော့ပါIf you ever let somebody put your hands upသိပြီမရကြမှာပတံများတစင်စားနီလာတစင်စားစိတ်တစင်စားပါပဲပြီးအိမ်ရဲ့ကားကြီးဟာကားလဲဝယ်ချင်တယ်လူကျင်နာရီများကြီးပဲအားကြောင့်မို့လေမနေ့ကဆိုစမလုပ်ချင်ဘူးလိုက်လို့ရမှာလေပြင်းတော့အဲ့ချိန်မှာခေါင်းထဲမှာပေါ်လာနေလူကျင်နာရီကိုနေပြန်စဉ်းစားစမ်းနေဒီလိုစာလဲမလို့နေဟိုကလဲမလို့နေဘယ်လိုရမလဲဘာခါကျမဟုတ်ပါဆိုစာရီလေးဟာပြန်ထိုင်ပြီးတော့တွတ်တယ်အစားလေဒီခုံနဲ့ဒီခုံကြီးကိုလုံးနှီးပြီးတော့လေမလုပ်ချင်တော့စာလိုမျိုးချင်နေဘာဘလို့မှကိုမလုပ်ချင်တော့ပြီးတော့ကြာပြန်စဉ်းစားကိုလိုချင်တာတွေပြန်စဉ်းစားလောက်ကလုံးမရမယ်ဒီကွယ်ရမှာပါဆာမလိုချင်တဲ့ဟာတွေတိတ်ပြီးစေးမချီးပါယောက်ျားယူပါဝေးသေးရဲ့နေရောဝဲနိုင်ပါတယ်လူချင်တာတွေကဘာမှတိတ်ပြီးမခက်ပါဘူးနိုင်ငံခြားသွားချင်တာရင်ခုနဟာလေးဒီဟာလေးရရင်ကျေနပ်တယ်ကွာဒီဟာလေးနီလာလေးဆိုတော့ဒါလေးတော့ရမှာပါ level line 2s to 3s to ဝင်ပါစီမရဘူးတူ 2s တခါမှ s တခါပဲရဘူးရတော့မရဘူးတေရောအဲ့လိုရရင်ဘာလို့မလဲစဉ်းစားလိုက်ကြိုးပြစိတ်ကူးရင်တစ်ခါပဲရဘူးလားလေ s တစ်ခါပဲရဘူး 2s တစ်ခါမှမရဘူးတေရော 2s တစ်ခါမှမရဘူးတေရော 3s ကိုပဲတစ်ခါလောက် 2s တစ်ခါလောက် 2s ဆိုဘယ်လောက်ပါလဲမုံစီကြောဘယ်နေမလဲမသိဘူးဘာဝိတ်နေဆိုတာစဉ်းစားလောက် 2s တော့မရဘူးတူဒါပေမဲ့ကျွန်တော်စဉ်းစားမယ်ငါ 2s ရရင်ဘာလုပ်အိမ်ကိုပေးလိုက်ချင်တယ်ရောမမေဆိုပြီးတော့လည်းပေးလိုက်ချင်တယ်အမေကပေးရင်ပြန်မရအောင်အရင်တော့ရထားတဲ့ဟာလေးသူ့ကိုပေးထားမှာသူကယူသွားပေးချင်ပါတယ်မိပါဘူးအဲ့ဒါမို့ဒီ3လကိုဖုန်းဝယ်ဖို့အရင်အသေးစုရတာပေါ့ဟိုအရင်လတွေမှာလွှင့်ထားတဲ့ဟာလေးတွေကသူ့သမီးဖုန်းဝယ်တဲ့ချိန်ကျရင်သမီးကိုပြန်ပေးနော်ရှိသေးလားအဲ့ဒါဟိုမပေါ့လို့ဖေလဲဒီဘူးပါတရက်တပိဆိုတလ 2s ရလားဘယ် 2s ခွေးချက်ပေါ်ကျေးဇူးပါအပွားတရက်တပိဆိုတလ 2s 1 star တော့မဝင်ဘူးเนาะဘာ 2s 2s ရရင်တကယ်တော့က 2s တလားလောက်ဝင်တခါတည်းရော့ဖုန်းဆိုပြီးတန်းဝင်နေတာခု 2s မဝင်ဘူး B ပဲရတော့3လလောက်ဆောင်သွားတယ်သူများလိုမျိုးဆိုမိုက်မှာနော် 2s လေးတစ်ခါဝင်လိုက်ဖုန်းတစ်လုံးအသာလေးပဲဆမ်းမကလေးကြောင့်မှ3လလောက်ဆောင်သွားရှေ့ရဟာရမမေကိုမေးတာအဲ့ဒါတော့ဖေဖေ